ဆိုဗီယက်ယူနီယံကကောင်းမွန်စွာအလုပ်လုပ်နေတဲ့တင်ကားထောင်ပေါင်းများစွာကိုကွန်ကရစ်တွေထဲမှာဘာကြောင့်တမင်တကာမြုပ်နှံခဲ့တာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်1990ပြည့်နှစ်တွေစီမှာဆိုဗီယက်ဆိုရဟာအလွန်ကြီးမားတဲ့ပြဿနာတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်သူတို့စီမှာနမီဂျော်ဂျာ34လိုမျိုးဒုတိယကမ္ဘာစစ်လက်ကျန်ခေတ်ဟောင်းတင်ကားအမြောက်များကတန်ချေးတက်ပြီးအလားဟာဖြစ်နေခဲ့တာပါအဲ့ဒီတင်ကားတွေကိုပြန်ရေချိုဖို့ကလည်းကုန်ကျစရိတ်အလွန်အမင်းများပြားလွန်းနေပါတယ်ဒါကြောင့်သူတို့ကကြောက်မက်ဖွယ်ကောင်းပြီးရိုးရှင်းလာတဲ့ဖြည့်ရှင်းတဲ့တစ်ခုကိုစဉ်းစားမိခဲ့ကြပါတယ်အဲ့ဒါကတော့တင်ကားတွေရဲ့အင်ဂျင်တွေကိုဆွဲထုတ်ပြီးတရုတ်နယ်စပ်တစ်လျှောက်မှာကြီးမားတဲ့ကျုံးအိုင်ကြီးတွေတူးခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့တင်ကားကိုယ်တွေကိုကွန်ကရစ်တွေနဲ့အသေးပိတ်ပြီးမြေမြုပ်လိုက်ကတန်ချက်ကကြီးကားမျောစင်ကိုသာမြေပြင်ထက်မှခြံထားခဲ့ပါတယ်ဒီနည်းလမ်းနဲ့သူတို့ကဖျက်ဆီးလို့မရနိုင်တဲ့မြေအောက်ခံတက်စခန်းတွေကိုဖန်တီးခဲ့ကြပါတယ်ဟောင်းလောင်းဖြစ်နေတဲ့အင်ဂျင်ကန်နေရာတွေထဲမှာတော့အမြောက်ကြီးစံတွေကိုအမိုးအထိပြည့်နှက်နေအောင်တိုးလောင်ထားခဲ့တာပါရန်သူမျက်စိထဲမှာတော့ဒါကပြစ်မှတ်ထားဖို့ခက်ခဲတဲ့တမဏိအမိုးကုံသေးသေးလေးတစ်ခုလိုပဲမြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီတင်ကားခန့်တက်သေးစားလေးတစ်ခုတည်းကတင်ရှေ့တိုးလာတဲ့ရန်သူစစ်ကြောင်းတစ်ခုလုံးကိုအပြည့်ရှင်းပြနိုင်စွမ်းရှိပါတယ်ကွန်ကရစ်နဲ့တမဏိတွေပေါင်းစပ်ထားတဲ့ဒီတင်ကားတရေကောင်းကြီးထောင်ပေါင်းများစွာကတော့ဒီနေ့အထိနေဆက်မှာပုတ်ပွားပျက်စီးနေစေဖြစ်ပါတယ်သူတို့ကတော့ဘယ်တော့မှရောက်မလာတော့မဲ့ကျူးကျော်စစ်ပွဲတစ်ခုကိုငန်းလင်ရင်ကြံရစ်နေခဲ့ကြတာပဲဖြစ်ပါတယ်